Hello အိမ်သုံးဆိုင်သုံးအပြင်ကျွန်တော်တို့ဒီကားသမားတွေအရန်ကြိုက်တဲ့ဒီ12ဘိန်းကားတို့တွဲကားတို့7ဘိန်းကားတို့မောင်းတဲ့ကားသမားတွေအရန်ကြိုက်တဲ့ဒီလိုမျိုး gas ကြီး2ပိတ်တာ50ဆန်နဲ့ 4kg 1 set ကလေးတို့ကျွန်တော်ရောင်းပေးပါဦးမယ်ခင်ဗျာဒီတစ်ခေါက်ရောင်းပေးမှာကတော့ကျွန်တော်တို့ဒီတစ်ရွက်တစ်စိမ်း EFX gas အိုးလေးနဲ့တွဲထားတဲ့ဒီလိုအိုးတင်တောက်အပေါင်း1 set ကိုရောင်းပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ gas အိုးလေးကိုပြပေးမယ်ဒီ gas အိုးလေးကအိုးသားအရန်ထူမယ်ပြီးတော့ဆေးသားအရန်ခိုင်မယ်အိုးသားအထူဆေးသားခိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူက made in Thailand acid ဖြစ်မယ်ပြီးတော့ကျတော့သူက4လပိုင်း2026ကမှထုတ်ထားတာပြီးတော့သူ့မှာဆိုဒီလိုမျိုး serial number တွေရော QR code တွေရောတခါတည်းပါပြီးသားဒါအပြင်ကိုမှသူကဒီ gas အိုးရဲ့စက်ရုံကထုတ်တဲ့အချိန်မှာအိုးကို pressure test တစ်ခါတည်းလုပ်ပြီးတော့ဒီလို parking ပိတ်ပေးလိုက်တာဖြစ်ပါတယ်ဒါ gas အိုးအသစ်တွေဆိုတာစိတ်ချရတာပေါ့နော်ပြီးတော့ကျတော့ကျွန်တော်ဒီပေါ်မှာဒီလိုမျိုးတွဲသုံးရတဲ့အိုးတင်တောက်ပါတစ်ခါတည်းပါပြင်အိုးတင်တောက်အပြင်ကျွန်တော်တို့ကဒီလိုမျိုးမီးထွက်တဲ့မှုကောင်းလေးတွေရောဒီလို nozzle လေးတွေပါတစ်ခါတည်း one set ထည့်ပေးမယ်ဒါအပြင်ကိုမှဒီထဲမှာကျွန်တော် gas ရေ2ပိတ်တာ50ပါတစ်ခါတည်းထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့ဒီလိုမျိုးrobot မီးချစ်ကန်လေးတစ်ချောင်းမှာလက်ဆောင်ထည့်ပေးလိုက်မယ်ဒါလေးကို1 set သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့TikTok chat box Facebook Messenger Viber ကနေပြီးတော့ဆက်သွယ်ဝယ်ယူနိုင်တယ်ဒါမှမဟုတ်လည်းဖုန်းဆက်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်ရန်ကုန်မြို့ရင်းဆိုရင်အိမ်ရောက်ငွေချင်းနဲ့ပို့ပေးမယ်နယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကားကနေတစ်ဆင့်တင်ပေးပါတယ်ခင်ဗျာဒါလေးတွေကgas အရင်2ပိတ်တာ50ဆန်တာဖြစ်တဲ့အတွက်တန်မမီသားစုပဲ3-4ယောက်လောက်ပဲရှိတဲ့အိမ်ဆိုလို့ရှိရင်2လခွဲ3လလောက်ကတော့အသားလေး3ခန့်နဲ့ဆိုင်သမားအိမ်သမားလေးဆိုရင်တော့2ပတ်3ပတ်လောက်ထိတော်တော်လေးကို3ခန့်ပါတယ်ခင်ဗျာအိုးကသေးပင်မဲ့တော်တော်လေးကိုမှမီးထွက်အားကောင်းပြီးတော့ gas စားတက်တာတဲ့ gas အိုးလေးတွေဖြစ်ပါတယ်ပြီးတော့ကြတော့ဒီဟာလေးတွေကဒီ over လေးတွေဆိုလို့ရှိရင်ဝယ်ထားပြီးပြီဆိုရင်9နှစ်တစ်ချိန်လောက်ကျွန်တော်ကျွမ်းကျင်သူတွေနဲ့စစ်ဆေးဖို့ပဲလိုတယ်ဒီ gas အိုးတွေကရေမစုံမိုးမဆိုဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့လောက်သုံးအိုးရဲ့တက်တန်းရှိနေသူတွေသုံးလို့ရတဲ့အိုးလေးတွေဖြစ်ပါတယ်ခင်ဗျာတစ်ခါဝယ်ပြီးတော့တစ်သက်လုံးသုံးမယ်ဆိုရင်တော့သုံးလို့ရတဲ့ gas အိုးလေးတွေဖြစ်ပါတယ်ဒါလေးတွေကကျွန်တော်မှာအရေးအတွက်အများကြီးတော့မရှိဘူးလိုချင်တယ်ဆိုရင်တော့အမြန်ဆုံးဆက်သွယ်ဝယ်ယူထားပေးဖို့လိုမယ်နော်အားလုံးကိုကျေးဇူးပါရှူလာ gas ကပါခင်ဗျာ